ကိုယ့်ရဲ့နာကျင်မှုကိုရှင်းပြတာဟာအပြစ်ဖို့တာမဟုတ်ပါဘူးခင်ဗျားတို့ကြုံဖို့မှာပါတချို့လူတွေကသူတို့လည်းအပြစ်လုပ်သေးတယ်သူတို့လှုပ်လိုက်လို့ကိုယ်ဘလောက်နာကျင်ရကြောင်ပြောပြတဲ့အခါကျတော့သူတို့ကပဲဖြူစင်တယ်လို့ပန်းနုသွေးတွေပြန်လှုပ်ပြပြီးတော့ကိုယ့်ကိုပြန်ပြီးအပြစ်ဖို့တာမျိုးလေမင်းကတအားစိတ်နှူတာပဲမင်းကခံစားရလိုက်တာဆိုပြီးတော့လဲခနဲ့တတ်ကြသေးရဲ့ဗျအဲ့ဒါလိုလူတွေနဲ့ကြုံတဲ့အခါကျရင်ဒါလေးကိုသတိရပါသူတို့ကျူးလွန်တဲ့အပြစ်တွေအတွက်တာဝန်ယူမှုကိုတောင်းဆိုတာအပြစ်ဖို့တယ်လို့ခေါ်လို့မရပါဘူးသူတို့ပေးခဲ့တဲ့ဒဏ်ရာကိုပြပြီးတော့ကျွန်တော်တို့ကနားလည်မှုလေးနဲ့ကုစားမှုလေးကိုပဲတောင်းဆိုနေတာပါခမ ्या ကိုနာကျင်အောင်လဲလုပ်သေးပြီးရင်သူတို့ကပဲတပံပြန်ပန်းလို့သွေးပြီးတော့ခမ ्या ရဲ့အမှန်တရားတွေကိုနှုတ်ဆက်အောင်လုပ်ခွင့်မျိုးဘသူ့ကိုမှမပေးပါနဲ့ခမ ्या ခံစားရတယ်နာကျင်နေဆိုတာတွေကတကယ်ပါဒီတစ်ခါတော့ကိုယ်နှလုံးသားဘက်ကရက်တည်ပြီးတော့ဘလောက်နာကျင်ကြောင်းရဲရဲဝံ့ဝံ့ပြောပြရင်ဆိုင်ဖြစ်လိုက်ပါဗျာအေးချမ်းကြပါစေခမ ्या တို့ရဲ့အတွေ့အကြုံလေးတွေအမြင်လေးတွေခံစားချက်လေးတွေကိုလည်း comment ထဲမှာတောင်းတတိုင်းမျှဝေသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်